အဖြေမရှိတော့ဘူးလားအနာဂတ်ပြောင်းနေပြီလားတေးခြင်းနေပြီလားဘဝမှာလူဖြစ်ရတာဘာအတိတ်မှမရှိအတိတ်ပဲမှမရှိတော့ခံယူထားလားအတိတ်ပဲရှိစေရမယ်အဲ့ထာဝရဘုရားခေါ်ကြည့်အဲ့ဒီထာဝရဘုရားကောင်းမြတ်သည့်အကြောင်းကိုမြည်ဆန်း၍သိမှတ်ကြကိုတော်ခိုလုံသောသူဟာမင်္ဂလာရှိတယ်ထာဝရဘုရားကောင်းမြတ်သည့်အကြောင်းကိုမြည်ဆန်း၍သိမှတ်ကိုတော်ကိုခိုလုံသောသူသည်မင်္ဂလာရှိတယ်ဘယ်သူလဲကိုတော်ခိုလုံတဲ့သူโอเคဆိုတော့တင်နားလဲအောင်ထာဝရဘုရားရဲ့နာမကဘာလဲကျွန်တော်ပြောပြမယ်အဲ့ထာဝရဘုရားကိုခေါ်ခြင်းယေရှုဘုရားခေါ်လိုက်ပါခေါ်လိုက်ပါရိုးရိုးလေးပဲခေါ်ကြည့်လိုက်ပါတတိဘုရားထူလိုက်မယ်သင်ဘဝအနာဂတ်ကြီးဟာသေရှင်တဲ့အနာဂတ်နဲ့အင်မတန်မှဝမ်းမြောက်တဲ့အနာဂတ်ပြန်ဖြစ်လာလိမ့်မယ်